ကဘာပေါ်မှာလူကြည့်အများဆုံးစိတ်လှုပ်ရှားစရာအကောင်းဆုံးနဲ့လူသားတွေကိုယူသွက်စေတဲ့အားကစားတစ်ခုကိုပြပါဆိုရင်ခမများတို့ကျွန်တော်တို့အားလုံးဘောလုံးကိုပဲပြင်းမြင်ကြမှာပါဒါပေမဲ့ဒီကစားနည်းကဘယ်ကနေစတင်ခဲ့တာလဲဆိုတာခမများတို့သိပါသလားသမိုင်းပညာရှင်တွေအဆိုအရလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ရှေးဟောင်းသရုပ်ပြည်ရဲ့စူဂျူလို့ခေါ်တဲ့ကစားနည်းဟာဘောလုံးရဲ့အစအဦးလို့ဆိုကြပါတယ်ဒါပေမဲ့ဒီနေ့ခေတ်ကျွန်တော်တို့မြင်နေရတဲ့စနစ်တကျဘောလုံးအားကစားကတော့1863ခုနှစ်အင်္ဂလန်နိုင်ငံရဲ့လမ်းမတွေပေါ်ကနေစတင်မွေဖွားလာခဲ့တာပါအင်္ဂလန်ဟာဘောလုံးရဲ့မိခင်နိုင်ငံဖြစ်ယုံတင်ကပဲပထမဆုံးသောဘောလုံးစီးမြင်တွေကိုလည်းကမ္ဘာကြီးစီချပြခဲ့တဲ့နိုင်ငံပေါ့ဘောလုံးကစားနည်းကတခီးဖြည်းနဲ့ဥရောပတိုက်တစ်ခုလုံးကိုလွှမ်းမိုးသွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အင်္ဂါအကြီးဆုံးလီဂ်ကြီး9ခုပေါ်ထွက်လာခဲ့ပါတယ်ပထမဆုံးကတော့ English Premier League ပါ1888ခုနှစ်မှာကမ္ဘာရှေးအကျုံးဆုံး Professional League အဖြစ်အစပြုခဲ့ပါတယ်။အဲဒီနောက်1898မှာ Italy ရဲ့ Serie A 1929မှာစပိန်ရဲ့ La Liga နဲ့1932မှာပင်တီရဲ့ League 1လို့အသီးသီးပေါ်ပေါက်လာခဲ့ကြတယ်။ထူးခြားတာကတော့ Germany ရဲ့ Bundesliga ပါ။သူကတော့1963ခုနှစ်ကျမှနောက်ဆုံးမှပေါ်ထွက်လာခဲ့တဲ့အင်အားကြီး League တစ်ခုဖြစ်ပါတယ်။ League တွေအပြင်ကလပ်အသင်းတွေအသက်အမြင့်မားဆုံးဂုဏ်သိက္ခာတစ်ခုရှိပါသေးတယ်။အဲ့ဒါကတော့ Champions League ပါ1955ခုနှစ်မှာ European Cup အမည်နဲ့စတင်ခဲ့ပြီးဥရောပရဲ့အတောက်ဖားဆုံးကျေပွင့်လီစုံစည်းရာပြိုင်ပွဲကြီးဖြစ်လာခဲ့ပါတယ်။ဒီပြိုင်ပွဲကြီးမှာမင်းမူနေတဲ့အသင်းကတော့တခြားအသင်းမဟုတ်ပါဘူး။စပိန်မြေခ Real Madrid အသင်းပါလေ။သူတို့ဟာဒီဖလားကြီးကို15ကြိမ်အထိသိမ်းပိုက်ထားနိုင်ပြီးဘယ်အသင်းမှမလိုက်နိုင်တဲ့စံချိန်ကိုတည်ဆောက်ထားပါတယ်အထူးသဖြင့်ပြိုင်ပွဲစတင်ခဲ့တဲ့ပထမဆုံး9နှစ်လုံးမှာချန်ပီယံဆုကိုတဦးတည်းလက်ဝိုင်းကြီးအုပ်နိုင်ခဲ့တဲ့အထိအစွမ်းထည့်ခဲ့တာပါဒါကတော့ကမ္ဘာဘောလုံးသမိုင်းရဲ့စိတ်လှုပ်ရှားစရာအစပြုခြင်းတွေဖြစ်ပါတယ်မိတ်ဆွေတို့ရောဘယ်အသင်းကိုအားပေးပါသလဲ comment မှာရေးပေးတော့ပါအောင်ဗျာနောက်ထပ်ရောဘရိုတို့အားပေးနေတဲ့အသင်းတို့ရဲ့အကြောင်းကိုသိချင်သေးလား comment မှာမေးနိုင်ပါတယ်ဗျာနောက်ထပ်လည်းအခုလိုဘဝတုတရတဲ့ဗီဒီယိုလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့အကောင့်ကိုလည်း follow လေးနှိပ်ပေးသွားပါအောင်ဗျာ